အမလီဇာတာကတော့ကန်ဇာတာကတော့ထိတ်အဲ့ဒီထွားရတယ်ကောင်းလိုက်တယ်ဒီတော့ဆာပဲထွားရတယ်ကောင်းပါမှာခတ်တော့ခဲ့ဗျာအဲ့ဒီထွားရတယ်ကောင်းတယ်ဗျာကဲတယ်ရတယ်ရှင်းလေးကန်ထားတယ်ခွဲပြောရည်ဒီကြည့်ပါလိတ်ကြီးကျော်တာမနေဘူးနော်ကဲပွဲပြန်စပြီဒီစိန်စပဲထိုးပြီဗျာအေးအမလီဇာတာကတော့ကန်ဇာတာကတော့လိတ်3កောင်ပါပဲဗျာဒီလုံးကိုကျွန်တော်တို့စားပြီးထိုးလိုက်တဲ့စားဘက်ကပိုက်ကောက်ပြီးတော့ကြာလာတော့မှကျွန်တော်လိတ်3កောင်ကအမှတ်မပေးရခဲ့ရဘူးဗျာနော်ကဲကန်ချမန်ကတော့လိတ်3កောင်ဘက်မှာတာထွက်တော်ခြင်းပဲရက်တည်နေပြီဗျာကဲလိတ်3កောင်ကတော့တမက်ရွှေချင်းသားအမှတ်ရရှိဖို့ကြိုးစားနေပါလေကဲအားထက်ကဆိုလို့ရှိရင်တော့ကျွန်တော်နောက်တန်းစားပြီးတဲ့ဝေါပိတ်ခိုင်းထားတယ်ဗျဘယ်ထိုးမလဲကဲတက်ပဲထိုးတယ်ဗျာကာထားတဲ့နေရာကိုပဲကဲကျွန်တော်တို့တည်ထားပြီးဗျာကျွန်တော်တို့အေးဘက်ပြန်ပြီးအော်ရဲမုံဝင်လာတာဗျာနော်အေးကျွန်တော်တို့ရဲမုံဟာခရိုသမားစမ်းဝင်းကိုတည်ထားတဲ့နေရာမှာနှိမ့်နေခဲ့တာကိုစမ်းဝင်းဟာမကန်လာဘဲနဲ့အသာယာချိတ်တဲ့နေရာမှာဘရော့ဘော်တင်ပြီးတော့ကျွန်တော်တို့ဘရော့မိသွားတယ်ခင်ဗျာအဲ့မှာလိတ်3កောင်ကနံပါတ်ရွှေကျွန်းသားကတော့အမှတ်ရရှိဖို့ကြိုးစားသေးပါဗျာနော်ကဲရွှေကျွန်းသားအေးကြိုးစားထားပါဗျာနော်ကဲကျွန်တော်စားပဲထိုးမဗျာစားပဲလိုင်းတူရဲစားပဲကလည်းပြတ်သွားပြန်ပြီဗျာဒီဘက်ကဲအမှတ်ကတော့အခုချိန်မှာဆိုရင်လိတ်3កောင်ဟာ3မှတ်ကျွန်တော်တို့ရွှေကျွန်းသားကတော့အမှတ်ရဖို့ကြိုးစားသေးပါဗျာနော်အခုလာကြည့် ready အနေနဲ့ပြေးသွား 3 yes ဝိုင်းတဲ့တော့ကဲပရိသတ်ကြီးအားလုံးမင်္ဂလာပါဗျာနော်ခုကျွန်တော်ဆရာလေးစားကျွန်တော် break ကိုကြော်နိုင်ပြန်လဲပြီးတော့ live လွှင့်ပါပြီဗျာနော်ပထမပွဲငယ်တစ်ပွဲကိုတော့လိတ်3កောင်နိုင်လာတယ်ဗျစားပြီထိုးထားတယ်အာဒစ်ဘယ်လိုင်းထဲမှာပေါက်ပြီဗျာကဲဒီကျွန်းသားကောင်းတယ်ဗျာနော်စားပြီညီငယ်လေးကဲပပွဲကတော့လိတ်3កောင်နိုင်လာတယ်ဗျာနော်15မှတ်5မှတ်နဲ့နိုင်လာတယ်ဗျာကိုတစ်ပါပဲတဲ့ဟုတ်ပါတယ်ဗျာဒီစားပြီထိုးထားတယ်ဝေးတယ်ဗျာကဲစားပြီကတော့တကယ်ကောင်းတယ်ဗျာအာဒစ်စားပြီပိုက်ထောက်ပြီးသွားရမှာတစ်ဖက်တင်းကကောင်းစောင်းလိုက်တဲ့အပေါ်မှာဝေးသွားခဲ့တဲ့အတွက်လိတ်3កောင်မှတ်ရရှိပါလေဗျာနော်ready 1 5ပါဗျမင်္ဂလာပါဦးကျော်တဲ့ဟုတ်ကဲ့ပါဗျာနော်ဖမ်းထားတယ်လိတ်3កောင်အာတစ်ပဲတဲထားတယ်ရှင်းလေးကန်ထားတယ်ပြန်ပြီးထားတယ်ကောင်းတယ်ဗျာကဲဒီခါမှာတော့ရွှေကျွန်းသားပေါ်ကြီးကဲကိုကြီးပြန်လာပြီနော်အာတစ်စားပိထိုးထားတယ်ကောင်းတယ်ဗျာစားပိဘယ်လေးနဲ့ဖမ်းထားတယ်စားပိမကတ်တင်ထားတယ်ချစ်ကောင်းကန်ထားတယ်ကောင်းတယ်ဗျာကဲချစ်ကောင်းရဲ့ကန်ချက်ကတော့ဒီကတော့ရှင်းလေးရဲ့ broken နောက်ကနေလွတ်လွတ်ကျွတ်ထွက်သွားခဲ့တယ်ဗျာဒါကြောင့်မလို့အခုဆိုတော့ရွှေကျွန်းသားအမှတ်အနည်းငယ်ပြန်တက်လာတာတွေ့ရတယ်ဗျရွှေကျွန်းသား3လိတ်3កောင်5ပါဗျဟုတ်လားပြန်ပါပြီလာခဲ့ပါဗျနော်တိုက်ပါတယ်ဗျနော်ဒီတိုက်ပါတယ်ဗျ3 5ပါစားပေထိုးထားတယ်ရှိန်လေးကောင်းတောက်ထားတယ်အာတစ်ပဲအတိုးလေးတည်ထားတယ်ရှိန်လေးအတိုးကံရမှာပိုက်တိုးသွားခဲ့တယ်ဗျကဲဒါကြောင့်မလို့အမှတ်ကတော့ပြန်လဲပြီးတော့နီးကပ်လာပြီပဲဖြစ်ပါတယ်ဗျနော်လိတ်3កောင်5ရွှေကျွန်းသား4ပါဗျ5 4အာဒီပဲစားပြီးထိုးထားတယ်ပိုက်တိုးတယ်ဗျာကဲဒါကြောင့်မလို့အမှတ်ကတော့အမှတ်ညီသွားပြီဗျာနော်ပထမပွဲလို့တော့မဟုတ်တော့ဘူးဗျာနော်ရွှေကျွန်းသားပြန်လဲပြီးတော့တင်းဝက်ညီနဲ့ခက်ကစားလာတာတွေ့ရတယ်ဗျာဒါကြောင့်မလို့အမှတ်ကတော့5 off ပြန်ညီပြီဗျာနော်ဘယ်ဒီကိုကြီးကိုလွမ်းနေတဲ့ဟုတ်ပါတယ်ဗျာဘယ်ဒီကိုကြီးကိုလွမ်းရမှာပါဗျာခန္ဓာလေအာဒီခေါင်းပေါ်မှာဗျာကဲစားပေရဲ့စားပေတစ်လုံးကတော့အာဒီကခေါင်းပေါ်မှာတစ်လုံးပေါက်သွားခဲ့ပြီဗျာဒါကြောင့်မလို့5 6ပါဗျာနော်လိတ်ကျွန်းသား6ရွှေကျွန်းသား6လိတ်3កောင်5ပါဗျာကဲကြည့်ရတာစင်ပြေကြရလားညီကိုတွေရေပြန် ready ကဲခုဆိုရင်အာဒီပြန်လဲပြီးတော့စားပေထိုးမှာပဲဖြစ်ပါတယ်ဗျာအဲဒီစားပိထိုးရတယ်စားပိဘယ်လေးညာလေးနဲ့ဖမ်းထားတယ်တည်ထားပြီကောင်းတယ်ဗျာကဲဒီကမှာတော့ရွှေကျွန်းသားရဲ့ကိုချစ်ကောင်းကတော့ပါနဲ့ပဲကျွန်တော်တို့ပြန်ကန်ချပြီးတော့ရွှေကျွန်းသားအတင်းအတွက်ကိုအမှတ်ယူထားတာတွေ့ရတယ်ဗျာ
ဟုတ်ပါတယ်ကိုကျော်မျိုးရေးစားပြီးဒီကောင်းနေပါလေဗျာနော် 7-5ပါဗျစားပြီးထိုးမယ်ထိုးထားတယ်တလုံးဖမ်းထားတယ်အာတစ်လိုက်တင်နေတယ်အတိုးလေးပဲအလယ်မှာမြောက်ထားတယ်ခွဲချင်းကန်ထားတယ်ကောင်းတယ်ဗျာကဲခွဲချင်းတကယ်ကောင်းပါလေဗျာနော်ရှိန်လေးရဲ့ခွဲချင်းကဲ very good ကြီးပါဗျာကဲကိုစင်မိုးအောင်ပြောသလိုပဲကျွန်တော်ပြောပေးလိုက်ပါတယ်ဗျာနော်လွမ်းနေဆိုတဲ့ညီကိုတွေအတွက်ကို ready မလုပ်နဲ့မင်းအောင်လေမလုပ်နဲ့အာဒီထိုးထားတယ်ကောင်းလိုက်တယ်စားပစ်ဗျာအာဒီကစားပစ်ကတော့ကိုချစ်ကောင်းကြီးခေါင်းပေါ်မှာတော့တလုံးပေါက်သွားခဲ့ပြီဗျာကိုစန်းဝင်းအစဉ်ပြေတယ်ဆိုတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာခုဆိုတော့အမှတ်ကတော့7 all ညီသွားပြီဗျာနော်ပါပွဲလိမ့်နိုင်ထားပါတယ်ဗျာ 7 off ဟုတ်ပါတယ်ဗျကိုအာကတက်ကြီးလည်းသတိရပါတယ်ဗျမူပင်အာကတက်ထိုးထားတယ်ကောင်းတယ်ဗျာကဲအခုဆိုရင်လေ point ချေကျွန်းသားအတင်းကလည်းအားကြမခံစားပင်ရဲ့စားပစ်ကလည်းပိုက်ထောက်ပြီးတော့တလုံးထပ်မှန်ပြီးပေါက်သွားခဲ့တယ်ဗျာဒါကြောင့်မလို့ကျွန်တော်တို့ချေကျွန်းသား8လိတ်3ကောင်7ပါဗျာနော် 7 8လိတ်3ကောင်စားပစ်ထိုးထားတယ်ကောင်းပေါ်မှာထပ်ပေါက်တယ်ဗျာကဲလိတ်3ကောင်ရဲ့အာတစ်ကလည်းပြန်လဲပြီးတော့ကြည့်လို့ကောင်းပြီဗျာကဲကိုကျော်သူကြီးအာတစ်ကအာတစ်ပါပဲဟုတ်ပါတယ်ဗျာစားပင်ထိုးထားတယ်ပိုက်ထိုးခဲ့ပြီဗျာကဲဒုတိယပွဲမှာတော့အကျိတ်နေကိုတော့ပြန်လဲရှင်ပြိုင်နေတာတွေ့ရတယ်ဗျာလိတ်3ကောင်9ရွှေကျွန်းသား8ပါဗျာ ready လိတ်3ကောင်ရဲ့စားပင်အာတစ်စားပင်ထိုးမယ်ဗျာဘောကတော့အပြည့်ပဲကာထားတာတွေ့ရတယ်ဗျာအာတစ်ထိုးထားတယ်ဖမ်းထားတယ်တဲထားပြီကိုချစ်ကောင်းအဝေးကြီးပဲကန်ထားတယ်ဝေးတယ်ဗျာကဲဆိုတော့ကျွန်တော်တို့လိတ်3ကောင်ရဲ့စီးအနောက်မှာတော့ကိုချစ်ကောင်းရဲ့ကန်ချက်ဝေးသွားခဲ့တယ်ဗျာကဲဒါကြောင့်မလို့ကျွန်တော်တို့အမှတ်ကတော့လိတ်3ကောင်ကတော့10ရွှေကျွန်းသားကတော့8ပါဗျာနော် get ready 8 10ကဲစားပိတ်ကျုပ်ချင်းပိုက်တိုးခဲ့ပြန်ပြီဗျာဒီဆိုရင်တော့လိတ်3ကောင်ကတော့ကျွန်တော်တို့7မှတ်8မှတ်ဆိုတဲ့ရလန်းနဲ့3မှတ်အသာနဲ့တော့ပြန်လဲပြီးဥဆောင်လာတာတွေ့ရတယ်ဗျာချို့မန်နေရမြန်တဲ့အတွက်မဖမ်းပေးနိုင်တာမဖတ်ပေးနိုင်အောင်တော့နော်နည်းနည်းလေးနားလည်ပေးပါဗျာနော်အဲ့ဒီစားပိတ်ထိုးထားတယ်ကောင်းလိုက်တာဗျာစားပိတ်ကောင်းတယ်ညာနဲ့ဖမ်းထားတယ်တဲထားပြန်ပြီကိုချစ်ကောင်းကန်ချက်ကောင်းတယ်ဗျာဒါကြောင့်မလို့ရွှေကျွန်းသားအမှတ်ရရှိပါတယ်ဗျာ 9 11ဖမ်းရတယ်ဒလုံးပဲအဒီမြောက်ထားပေးပြီအလဲမှာပဲရှိန်လေးကန်ထားတယ် question ဒီကုန်းကောင် ကောင်းနေဗျာဒီကာမှာတော့ကျွန်တော်တို့ရှိန်လေးရဲ့ကန်ကြီးကတော့ဘရော့အပေါ်ကနေလွတ်လပ်ကိုကန်ချပြီးတော့စီးရဲ့အနောက်နားမှာကျခဲ့တဲ့အတွက်ကြောင့်မလို့လိတ်3ကောင်ကတော့12မှတ်ဆိုတဲ့အနေထားကိုရောက်ရှိလို့သွားပြီပဲဖြစ်ပါတယ်ဗျာနော်ဒီလုံးရှိန်လေးအမြင့်ညလေးကန်သွားတယ်ဗျာ get ready ဒီစတော့လိတ်3ကောင်ရဲ့စားပေးအာတစ်ထိုးမှာပဲဖြစ်ပါတယ်အာဒီထိုးရတယ်ကောင်းတယ်ဗျာကဲအာဒီကစားပေးကတော့ကျွန်တော်တို့ကိုချစ်ကောင်းတဲ့စားပေးရဲ့ဂျားကတော့တလုံးထပ်မှန်ပြီးတော့ပေါက်သွားခဲ့ပြန်ပြီဗျာဒါကြောင့်မလို့လိတ်3ကောင်ကတော့73မှတ်ဆိုတဲ့ရလက်ကိုရရှိသွားပြီပဲဖြစ်ပါတယ်ဗျ 9 party 9-13ပါဗျစားပေးထိုးထားတယ်လိတ်3ကောင်အာဒီဖမ်းထားတယ်ခေါင်းလေးတောက်ပြီးမြောက်ထားတယ်ရှိန်လေးကန်ထားတယ်ကောင်းနေဗျာဒီကမှာလည်းပဲရှိန်လေးရဲ့ကန်ချက်ကတော့ကိုချစ်ကောင်းရဲ့ဘရော့ကင်နဲ့ထိပြီးစင် game one ကဲဒီဆိုတော့ game point 49ပါဗျအာဒီစားပေးထိုးထားတယ်ပိုက်တိုးတယ်ဗျာကဲအာဒီကစားပေးပိုက်တိုးရတဲ့အတွက်စားပေးချိန်ကျွန်တော်တို့ဖြေကျွန်းလာစားပေးထိုးရမှာပဲဖြစ်ပါတယ်ဗျာနော်အမှတ်ကတော့10-14ပါဗျ40ဒီလုံးသာတက်ခဲ့မယ်ဆိုရင်တော့လိတ်ဖလားပေါ့ဗျာဖမ်းထားတယ်တဲထားပြီဗျာကဲတပ်ပိုင်ဆိုကန်ထားတယ်ဘရော့ကင်မိတယ်ဗျာကိုချစ်ကောဘရော့ကင်မိသွားခဲ့ဗျာဒီပွဲတွေကပေါ်လို့မရပါဘူးဒီမှတ်တွေကဘာမှပြောလို့မရတဲ့အနေထားပါဗျာဟုတ်ကဲ့မင်္ဂလာပါဗျာကိုကျော်နိုင်ရန်ချောနေပါတယ်ကျေးဇူးတင်ပါတယ်ဗျာနော်အာတေစားပေးထိုးမယ်ဗျထိုးထားတယ်စားပေးညာလေးနဲ့ဖမ်းထားတယ်စမ်းဝင်းတဲထားတယ်အာတေဘယ်လေးနဲ့မိသွားပြီကဲတဲထားတယ်ရှိန်လေးကန်ထားတယ်ခွဲပြီးကောင်းတယ်ဗျာက
အားလုံးပဲခုဆိုရင်တော့ဒုတိယပွဲမှာတော့15မှတ်17မှတ်ဆိုတဲ့ရလဒ်နဲ့လိတ်3ကောင်ကတော့ရွှေကျွန်းသားအသင်းကို2ပွဲပြည့်နဲ့အနိုင်ရယူပြီးတော့ကျွန်တော်တို့မြန်မာပလာသာချဲလီကတ်စူပလာကြီးကိုတိမ့်ပိုက်သွားပြီပဲဖြစ်ပါတယ်ဗျာကြည့်ရှုကြတဲ့လိုင်းမောင်ကညီကိုတွေအားလုံးပဲအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ